စူပါ3ရဆိုရင်မျိုးပွားဥအိမ်ကိုကာကွယ်ပေးခြင်းမိန်းမကို6သွေးမှုကိုကာကွယ်ပေးခြင်းအမျိုးသမီးအင်္ဂါဆက်မှာမကောင်းတဲ့အရာတွေကြာဆင်းခြင်းကိုကာကွယ်ပေးခြင်းအမျိုးသမီးဟော်မုန်းဓာတ်ကိုထုတ်လုပ်ပေးခြင်းခန္ဓာကိုယ်ပူလိုက်အေးလိုက်ဖြစ်ခြင်းမှာကာကွယ်ပေးခြင်းညအခါချွေးစီးချွေးပြန့်ဖြစ်ခြင်းကိုကာကွယ်ပေးခြင်းခေါင်းမခေါင်းကိုက်ဖြစ်ခြင်းကိုကာကွယ်ပေးခြင်းရင်တုံမှုကိုကာကွယ်ပေးခြင်းသွေးတွင်းအဆီဓာတ်များလျှော့ချပေးခြင်းသွေးပေါင်ချိန်ထိန်းညှိပေးခြင်းအယိုးဘွားယောဂကိုကာကွယ်ပေးခြင်းမိရဲ့သွေးဆုံးကိုင်လက္ခဏာများကိုကာကွယ်ပေးခြင်းဓမ္မရာမှန်စေခြင်းသွေးဆုံးချိန်ကိုနောက်ကျစေခြင်းအရွယ်တင်နုပြိုစေခြင်းဓမ္မရာလာစေနာကျင်ကိုက်ခဲမှုကိုတက်တာစေခြင်းသွေးဆုံးချိန်နောက်ကျခြင်းကြောင့်ခလေးရလွယ်ခြင်းအသက်ကြီးတဲ့သူတွေလည်းခလေးရနိုင်တာပေါ့နော်အားကြောင့်မလို့ချစ်ကတို့ရေစူပါစထရင်းကိုအမြဲဆောင်ထားသင့်ပါတယ်စူပါစထရင်းဟာတကယ်ကိုစီကောင်းတစ်ခုဖြစ်ပါတယ်သုံးဆွဲတဲ့သူတိုင်းသိပါတယ်သုံးဆွဲတဲ့သူတွေဟာဆိုရင်သုံးဆွဲမှုတဲ့သူတိုင်းဟာဆိုရင်ပိုသိပါတယ်အားကြောင့်မလို့တို့စမ်းသုံးကြည့်ပါအောင်နော်ပြီးတော့ရှိပတိအကြောင်းလေးကိုလည်းပြောပြချင်ပါတယ်ရှိပတိဟာဆိုရင်ခုခံအားစနစ်မကောင်းသူတွေအေးမိနာစီမကြခဏဖြစ်တဲ့သူတွေစိလိတောက်တဲ့သူတွေနာရာရှိချောင်းဆိုးယောဂရှိတဲ့သူတွေပန်းနဲ့ရင်ကျယောဂရှိတဲ့သူတွေနလန်ထနှီးကွေးနေသူတွေကာမဆိုင်ကြဆင်းသူတွေရေဒီယေးရှင်းဓာတ်ကင်သူတွေနဲ့ကင်ဆာဆေးသွင်းနေရတဲ့သူတွေလည်းတောက်သုံးနိုင်ပါတယ်သွေးတွင်းအဆီဓာတ်များတဲ့သူတွေနောက်ပြီးတော့စီးကျုပ်သွေးကျုပ်ယောဂရှိတဲ့သူတွေအသေးရောင်ယောဂရှိတဲ့သူတွေနာတာရှိခြေကုံလက်ပန်းကျသူတွေစိတ်ဖိစီးမှုများတဲ့သူတွေအိမ်မပျော်တဲ့သူတွေအမြဲတမ်းပေါ့နော်ဟန်ဖုန်းကွန်ပျူတာသုံးနေတဲ့သူတွေအထူးအားဖြင့်ကြောက်ကမကောင်းတဲ့သူတွေသွေးတိုးယောဂရှိတဲ့သူတွေပန်းညိုယောဂရှိတဲ့သူတွေလည်းတောက်သုံးစီလိုပါတယ်ရှိပတိတို့စူပါဆွေးတကယ်ကောင်းတဲ့စီလေးဖြစ်တဲ့အတွက်သုံးကြည့်ပြီးလို့ရှိရင်အသေးဆွဲသွားမှာပါသုံးဘူးတဲ့သူတိုင်းလည်းလက်မလွတ်တဲ့စီလေးတွေပါအဲဒါကြောင့်ချစ်တို့မသုံးဘူးတဲ့သူတွေလည်းစမ်းသုံးကြည့်ပါသုံးဘူးတဲ့သူတွေကလည်းကောင်းမှန်းသိလို့လက်မလွတ်နိုင်ကြပါဘူးရှင်ကျေးဇူးတင်ပါတယ်ရှင်ချစ်တို့ကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်